ကိုတော့လဲမလားကိုတော့လဲချင်လားဘုရားရှင်ကြောပဲကိုတော့ကျွန်တော်ဒေါ်လာတန်းနဲ့ချီပေးပါတန်းနဲ့ချီပေးမလားခရုစိတ်ရှူမလားအာမင်အာမင်ဟာလေလုယာကိုတော့ယေရှုအကြောင်းကျွန်တော်ဟောရမလားဒါဆိုလဲရအောင်ကျွန်တော်ဒေါ်လာ1 သန်းလွှဲလိုက်ကျွန်တော်ခရုစိတ်ပြန်လွှဲလိုက်ဘုရားသခင်ကကျွန်တော်ရှိရနေခရုစိတ်ဝယ်သွားတာအချို့ရမ်းကြံခဲ့ပြီဘုရားသခင်ကျွန်တော်ရှိရနေခရုစိတ်ဝယ်သွားပြီဘာလို့ခရုစိတ်ကသူမလုံနိုင်ကျွန်တော်ပဲလုံနိုင်တာကဲတင်ချင်းကကောင်းကင်တမန်ဟောလို့မရကျွန်တော်ပဲဟောလို့ရတယ်အဲ့တော့သူကောင်းကင်တမန်တွေလည်းမဟောနိုင်ဘူးသူလည်းဟောလို့မရကျွန်တော်ဟောရတာအဲ့တော့ဘုရားရှင်ကခရုစိတ်လိုချင်တဲ့အတွက်ကျွန်တော်ရှိရတောင်းရတယ်ကိုတော့လဲမယ်